A2 English test ပေါ့နော်ဒါကတော့ English စာမှာ A2 နဲ့ပဲရှိတဲ့သူတွေနားထောင်လို့ရပါမယ်ပြီးတော့ like ဖြည့်ကြည့်ရအောင် When I have started my job 2 years ago ကျွန်တော်လွန်ခဲ့တဲ့နှစ်တုန်းကကျွန်တော်အလုပ်ကိုစခဲ့တော့က I have started present perfect tense was study past continuous tense started past tense ဘာဖြစ်မလဲဆိုတော့အကိုပါတဲ့အတွက် started started I used to did love it ကျွန်တော်အဲ့ဒါကိုချစ်မြတ်လို့ခဲ့တယ် used to အဖေမှန်ကတော့ used used to the truth is that အမှန်တရားကတော့ I have a very high salary and the office is very close to home အမှန်ကတော့တဲ့အဲ့ဒီအလုပ်ကလစာများလို့ပြီးတော့ရုံးကအိမ်နဲ့နီးလို့ but the problem is that since the day I started I have very few weekends ပြဿနာကတဲ့လွန်ခဲ့တဲ့နေ့တွေတုန်းကတနေ့တနည်းငယ်နေမှာကျွန်တော်စခဲ့တယ် had ဆိုတာကတော့ past tense မှာ have had က present perfect tense have က simple present tense အဖြစ်မှန်ကတော့ have had ပါ have had and I always work until very late in the evening ညနေခင်းနေမှာကျွန်တော်အမြဲလိုအလုပ်နောက်ကျတဲ့အထိလုပ်ရတယ်I often have to cancel plans with friends တကယ်ချင်းနဲ့တွေ့ဖို့စီစဉ်နေကိုလည်း cancel လုပ်ဖြစ်ခဲ့ရတယ်ဆိုထို့ကြောင့် because အပဲကြောင့်ဆိုတော့ because of အဖြစ်မှန်ကတော့ကြောင့်ဖြစ်တယ် because of ပါ I often have to cancel plans with friends because of or I miss family celebrations မိသားစုတွေနဲ့ပူးတွဲဆုံပွဲတွေကိုလည်းလွတ်သွားခဲ့တယ် and I'm usually very tired and stressed ကျွန်တော်အမြဲလိုပင်ပန်းပြီးတော့မှစိတ်ဖိစီးမှုများနေခဲ့တယ် I'm not sure I can keep to do this keep နောက်ကဘတ်ဖိုင်ကြီးခေါ်မှာဖြစ်တဲ့အတွက် DOING ပါကျွန်တော်ဒါကိုဆက်လုပ်နိုင်လိမ့်မယ်ဆိုတာကိုမသိကြဘူး I don't sleep at night ကျွန်တော်လုံးလုံးလောက်မအိပ်ရဘူး and I don't eat healthily နံပါတ်7အဖြစ်မှန်က eat က verb ဖြစ်တဲ့အတွက် verb နောက်က adverb of manner ဖြစ်တဲ့အတွက် manner လိုက်မယ် healthily က adverb of manner ပါ verb နောက်က adverb ကျွန်တော်ကျန်းမာမှာလည်းမစားတော့ရအောင် because ဘာကြောင့်လဲဆိုတော့ I don't have enough many time to cook ချက်ပြုတ်ဖို့အချိန်မလောက်လို့အဲ့တော့အဖြေမှန်က enough time ပါ apart from that sport has always been very important in my life ကျွန်တော်ဘဝမှာအားကစားလုပ်ရတယ်ဆိုတာကတကယ်ကိုပဲအလွန်အရေးကြီးတယ် I like being fit ကျွန်တော်ကျန်းမာနေရတာကိုကြိုက်တယ် and do sports is how I stay well and reduce stress ဒီမှာတော့အဖြစ်မှန်က doing sport ပါအားကစားလုပ်ရတယ်ဆိုတာကသူကကောင်းကောင်းမွန်မွန်နဲ့နေထိုင်နိုင်တယ်ပြီးတော့စိတ်ဖိစီးမှုတွေကိုရှော့ချပေးလို့ however because although however သို့တော့ because ဘယ်ကြောင့်ဆိုတော့ although တော့လဲ nowadays အခုကာလမှာ I don't have some no any to exercise ဒီမှာ negative ဖြစ်တဲ့အတွက် some ကိုသုံးလို့မရပါဘူး no လည်းမဟုတ်ဘူးအဲ့တော့ကြတော့ negative sentence ဖြစ်တဲ့အတွက် any any ပါအဖြေမှန်က to exercise အခုကာလမှာလေ့ကျင့်ခန်းလုပ်ဖို့ပေါ့နော်မလုပ်နိုင်လောက်ကိုပဲဖြစ်တယ်ပေါ့နော် with all these bad habits ဒီလိုမကောင်းတဲ့အလေ့အကျင့်တွေနဲ့ဒါဆိုရင် I feel that I'm putting my health at risk ငါကျန်းမာရေးထိခိုက်လိမ့်မယ်လို့ခံစားရတယ် I really need some advice အကြံဉာဏ်ကောင်းတချို့တကယ်ကိုလိုအပ်တယ် What would you do if you would be where are me အဲ့တော့နံပါတ်11ကအဖြေပဲငါဘာဖြစ်မလဲဆိုရင် if you were were ဖြစ်ပါမယ်သူကတော့ imaginary ပေါ့နော် imaginary present or future situation ပေါ့စိတ်ကူးရင်ပြီးပြောတဲ့အရာမျိုးတွေဆိုရင်တော့ you were me လို့ဘာလို့သုံးလဲပေါ့နော် you were me တကယ်လို့မင်းလာငါဖြစ်မယ်ဆိုရင်ဘာလုပ်မလဲ My salary is very high ကျွန်တော်လာစားကအလွန်မြင့်တယ် and I can walk to work အလုပ်ကိုလမ်းလျှောက်ပြီးတော့သွားနိုင်တယ် but I feel horrible ဒါပေမဲ့ကျွန်တော်ဆိုးရွားခံစားရတယ် I don't have a social life and I don't have a healthy life ငါမှာလူမှုဆက်ဆံရေးကောင်းတဲ့ဘဝတစ်ခုဒါမှမဟုတ်ရင်ကျန်းမာပျော်ရွှင်တဲ့ဘဝတစ်ခုမရှိဘူးပေါ့နော် 2 years ago လွန်ခဲ့တဲ့နှစ်တုန်းက before taking this job ဒီအလုပ်မလုပ်ခင်က I was much more fitter အဖြစ်မှန်က FIT ရ fitter သူကတော့
comma one syllable adjective ဖြစ်နေတဲ့အတွက်အတန်တန်နဲ့ဖြစ်တဲ့အတွက် comparative form မှာ FITT ရ filter ကိုသုံးပါတယ် and very happy ဒီအလုပ်လွန်ခဲ့တဲ့နှစ်ဒီအလုပ်မလုပ်ခင်ကကျွန်တော်ကအလွန်ကိုပဲကျမ်းမာစခိုင်ပြီးပျော်ရွှင်နေတယ် now I'm 28အခုကျွန်တော်အသက်28နှစ် and I have a lot of money in my bank account ငါမှာဘဏ်အကောင့်ထဲမှာပတ်စံအများကြီးရှိတယ် but not the x ဒါပေမဲ့အဓိပ္ပာယ်ရှိတယ်လို့ခံစားရဘူးလို့ပြောချင်တာပါ the problem is that the jobs that are offered in the area where I live don't pay much ဒါက passive form နဲ့သုံးထားတာပါအပြည့်မှန်ကတော့ are offered ပြဿနာကဒီလစာအများကြီးမရခဲ့တဲ့နေရာမှာလုပ်ခဲ့လို့ပြီးတော့ဒီလောက်ကလစာအများကြီးပေးတယ်ပေါ့နော် and I'm afraid of making the decision who which where I might regret ကျွန်တော်ဆုံးဖြတ်ချက်ကိုဒီလိုနားထားရနေမဲ့ဆုံးဖြတ်ချက်မျိုးကိုချဖို့ကိုကျွန်တော်ကြောက်ရွံ့နေနိုင်မယ်ဆိုတာကသူကတော့relative clause ဖြစ်တဲ့ which ဒါမှမဟုတ် that ကိုပဲသုံးရပါမယ် things အရာဝတ္ထုတွေ animals တိရစ္ဆာန်တွေမှာဆိုရင်တော့ဒီနေရာမှာအဖြေမှန်ကတော့ WHICH which ပါ so ထို့ကြောင့် what do you think မင်းဘယ်လိုထင်လဲ sure do might I quit my job ငါအလုပ်ထွက်တင်လားတင်လားဖြစ်တဲ့အတွက် SHOULD should ကိုသုံးရပါမယ်ဒါကတော့တခြားတစ်ယောက်ကိုအကြံဉာဏ်ပေးတဲ့အခါမှာသုံးတယ်ပေါ့နော်ဒါမှမဟုတ်မှန်ကန်တဲ့အရာတစ်ခုခုဆုံးဖြတ်ဖို့ပြောတဲ့အခါမျိုးမှာ should ဒါမှမဟုတ် shouldn't ကိုသုံးပါတယ်